မင်္ဂလာပါမင်းတို့တရုံးနေလှုပ်ချလိုက်ပြန်ပြီတီကော့ရဲ့ခေါ်တဲ့တခြင်းဆိုတော့တီကော့ရဲ့ချီမိုးစားတာမမီပဲနေမင်းတို့စူးစားပြီးဆိုပါမယ်ဈေးတယ်လေးမို့အမားသိခံပေးပါရှင်ညောင်သမန်းရှာပြီးဆိုရမယ်တခြင်းပါလို့တမလောက်ကိုခံစားမှုတွေကိုစီသူရဲ့ကိုခွဲခဲ့ရခြင်းလေးနားတွေကမထွက်တော့တဲ့အချစ်ဆုံးရဲ့ခေါ်တဲ့တွေအာယုံမှမာရင်ကြရောက်နေပွင့်နာဆွေးမိတယ်လေလေတွေကမြတ်သလေးမသိခိုင်ပါရှင်ဒါခက်ပါလေအခန်းရှိကအိုးလက်တူလေတူတဲ့ဒီအသံတွေခြေသံတွေများလားစိတ်မတွေးပတင်းပေါက်တို့မိုးစတူလာရောက်ထိမှန်တဲ့တွေသူပြန်လာကတကားခောက်သလားထင်နေခေါ်တဲ့လေးများချဝင်ရခြင်းသည်အလုံးသားလေးပွင့်နာဆွေးမိတယ်လေချဘူးသူကျင်နာသူရဲ့ဘယ်လိုမေးလို့ရမှာလဲစံကြောင်လေးမျက်နှာစီးခဲ့တယ်လို့ဆွဲလိုက်ရတဲ့မင်းအပြိုးများကိုဘယ်ချင်းဘယ်ခါပြင်းလဲချခွေရမှာလဲခေါ်တဲ့လေးများချဝင်ရခြင်းသည်လုံးသားလေးဖွင့်နာဆွေးမိတယ်လေ